အားလုံးမင်္ဂလာပါခင်ဗျာတကား YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုကတော့ပညာသင်ငယ်များတို့အဓိကရည်ရွယ်ပြီးမျှဝေပေးနေတဲ့ EFI အခမဲ့သင်တန်းရဲ့ EGR စနစ်ထဲကနေပြီးတော့မှ Solo Night EGR ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံစံလေးကိုပြသနေကြပုံစံတိုင်းနမူနာပုံစံနဲ့အဆင့်ဆင့်ကြည့်ကြရအောင်ပါကဲညီကိုများကျွန်တော်တို့Solo Night EGR ရဲ့အကြောင်းကိုပြောမယ်ဆိုတော့ဗောနော်ဒီ Solo Night ကကျွန်တော်တို့ထူးပြောစရာကြီးတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့စင်ပွားပြောစရာလေးတွေတော့ရှိတယ်ဗောနော်ဒါလေးနဲ့ပတ်သက်ပြီးပြောရအောင် Solo Night ဖြစ်တဲ့အတွက်ကြောင့်ညီကိုတို့ကိုကျွန်တော်ကားပြင်တက်ချင်ရင်ကွိုင်းရှာပါဆိုပြီးတော့တင်ပေးခဲ့တဲ့ဗီဒီယိုတွေကအတိုင်းပဲSolo Nightဖြစ်တဲ့အတွက်ကြောင့်ကွိုင်းမယ်ကွိုင်းဖြစ်တဲ့ကြောင့်တစ်ဖက်မှာကျွန်တော်တို့အပေါင်းလာမယ်တစ်ဖက်မှာကျွန်တော်တို့အနှုတ်လာမယ်အပေါင်းနှုတ်နှစ်ခုစုံလို့ရှိရင်ဒီကွိုင်းဒီတန်လိုက်ဆက်ကွင်းဖြစ်မယ်တန်လိုက်ဆက်ကွင်းဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီကွိုင်းထဲမှာတိဆောက်ထားတဲ့ပုံစံနဲ့သဘောတရားအရာတန်လိုက်မှာကျွန်တော်တို့တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းဆိုတဲ့ကျွန်တော်တို့စုပ်ပိုးနဲ့နှုတ်ပိုးဆိုတဲ့ပြီးတော့ခေါ်တဲ့အရာရှိတယ်ပေါ့နော်ဒီအရာပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကတွန်းတာဖြစ်မလားဆွဲတာဖြစ်မလားဒီပုံစံမျိုးနဲ့ကျွန်တော်တို့အလုပ်လုပ်မယ်ပေါ့ဥပမာတစ်ခုကျွန်တော်တို့မျက်စိတွေကိုကျွန်တော်တို့မြင်ရအောင်ပြန်ပြောလိုက်မယ်ဒီမှာဆိုတော့အင်ဂျတာပဲဆိုပါစို့အင်ဂျတာမှာလည်းကွာရမယ်တစ်ဖက်ကအပေါင်းပေးတယ်တစ်ဖက်ကအနှုတ်ပေးတယ်ပေးတဲ့ပုံမှာမူတည်ပြီးတော့မှဒီအင်ဂျတာရဲ့တန်လိုက်ဆွဲအားပေါ်မူတည်ပြီးတော့မှဒီနီးတယ်ဘာလို့ခေါ်တဲ့အကအပေါ်ကိုတက်သွားတဲ့အခါမှာအင်ဂျဒီမှာရှိနေတဲ့ CDS ဆင်းတာဒီပုံစံမျိုးဆိုရင်တစ်မျိုးဒီဟာကြတော့အခုပြောတဲ့ဒီ Solo Night EGR ကြတော့ဘယ်လိုပုံစံဖြစ်သွားသလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲတဲ့ဟာမဟုတ်တဲ့ဝင်နဲ့တွန်းတဲ့ဟာဖြစ်သွားတာတွန်းတဲ့ဟာဖြစ်သွားတာဖြစ်တဲ့အတွက်ဒီမှာဥပမာတစ်ခုပေါ့ကျွန်တော်တို့ဒီမှာတန်လိုက်ဆက်ကွင်းဆိုတာကိုဖြစ်ပေါ်လာရင်ဒီမှာတန်လိုက်ဆက်ကွင်းဖြစ်လာရင်ဒီနီတယ်ကိုကျွန်တော်တို့ကဘယ်လိုဖြစ်တယ်မသိဘူးသူကတွန်းထုတ်လိုက်မှာဒီနီတယ်ကိုအောက်ကိုငကိုမူလကဒီလောက်ရှိနေတဲ့နေရာကနေပြီးတော့မှကျွန်တော်တို့အောက်ကိုတွန်းထုတ်လိုက်မှာဒီတိရောက်လာမယ်ပဲဆိုပါစို့ပေါ့နော်အလုံးစုံသူတွန်းထုတ်ရင်ဒီလောက်ထိရောက်လာဒီတန်လိုက်ဆွဲအားကိုကျွန်တော်တို့ကဘာနဲ့ထိမ့်ပလဲဆိုလို့ရှိရင် तू ကအပေါင်းကိုတော့အသေးပေးထားမယ်ထုံးစံအတိုင်းပဲကျွန်တော်တို့ PWN နဲ့ကစားတဲ့အရာတွေအများစုဒီကျွန်တော်ပြောခဲ့သလိုပဲအနှုတ်နဲ့ပဲကစားတာဖြစ်တဲ့အတွက်အနှုတ်ကပေးတဲ့ဘိုးပမာဏပေါ်မူဒီကွာခြားသွားပြီးတော့ဒီမှာတန်လိုက်ဆက်ကွင်းဖြစ်ပေါ်လာမှုကကွာခြားသွားမယ်ဖြစ်ပေါ်လာတဲ့ကွာခြားမှုပေါ်မူတည်ပြီးတော့မှဒီ Solo Night ရဲ့ဘားချောင်းကိုကျွန်တော်တို့ကတွန်းတဲ့ပမာဏကလည်းဒီလောက်ထိတွန်းမလာ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 းပုံစံကကွာပါမယ်ဒါပဲဒီပုံစံမဲ့လွတ်လို့ဒါကိုကျွန်တော်မျက်စိတွေကိုမြင်လာပြောမှညီကိုတို့ကျွန်တော် Facebook ဘက်မှာတင်ပေးထားတဲ့အတိုင်းပဲပေါ့နော်V40 ကျွန်တော်တို့ဒီ cross country ဖြစ်တဲ့ကျွန်တော်တို့Volvo ရဲ့ကျွန်တော်ဟိုတနေ့ကကျွန်တော်တိုင်မင်နေတင်ပေးတဲ့ကားမှာဆိုလို့ရှိရင်လဲ Solo Night ကိုသုံးထားတာပဲ Solo Night ဖြစ်တဲ့အတွက်ကြောင့်အလုပ်လုပ်ပုံသဘောတရားတွေအတူတူပဲကျွန်တော်တို့ကကားမျိုးစားကိုမကြည့်ပဲနဲ့အလုပ်လုပ်ပုံသဘောတရားကိုသိချာနားလည်အောင်ကြည့်ထားမယ်ဆိုလို့ရှိရင်ဘယ်ကားလာပုံစံသဘောတရားတွေကိုကျွန်တော်တို့ကနားလည်သွားမယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ပြန်ဆက်မယ်ဆိုရင်ပြန်ပြောပြရမယ်ဆိုလို့ရှိရင် Solo Night ဖြစ်တဲ့အတွက်ဒီ Solo Night ကိုအလုပ်လုပ်ပေးဖို့ကကျွန်တော်တို့အပေါင်းနှုတ်နှစ်ခုလို့လေဒီဘက်မှာအပေါင်း12ပုတ်ကတော့အသေးကျွန်တော်တို့တောက်ဖွင့်မီးရောက်ပုံစံနဲ့12ပုတ်လာမယ်ဒီအနှုတ်ကိုကျွန်တော် PWN signal နဲ့မောင်းမယ် PWN signal ကမောင်းတာဥပမာအပြင်5ပုတ်ပေးမယ်ဆိုလို့ရှိရင်ဒီရဲ့တန်လိုက်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့တန်လိုက်ဒီဆက်ကွင်းကနေပြီးတော့မှဒီဘားကိုတွန်းတဲ့ပမာဏကကျွန်တော်တို့5ပိုးစာတွန်းမယ်ကျွန်တော်တို့6ပိုးဖြစ်သွားပြီဆိုလို့ရှိရင်6ပိုးစာတွန်းမယ်7 8 9စတဲ့ပုံစံမျိုးနဲ့ဒီကပေးတဲ့ဘိုးပမာဏပေါ်မူတည်ပြီးဒီဘားကဒီလောက်ထိဆင်းမလားဒီလောက်ထိဆင်းမလားဆိုတဲ့ပုံစံမျိုးနဲ့ကွာသွားတယ်ပေါ့နော်ဒါကကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်Solo Night ဖြစ်တဲ့ EGR ဘားရဲ့အလုပ်လုပ်ပုံသဘောတရားဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားစရာရှိတာကပေါ့နော်ပြန်ပိတ်ရင် तू ကဘလို့ပိတ်မလဲဆိုတော့ तू ကရဒီမှာကြောက်တယ်သူကဘလို့ပုံစံလောက်ထားလဲဆိုရင်ဒီမှာ sapling ကို तू ကခံထားလိုက်ရင် sapling တစ်ခုခံထားလိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့အလုပ်လုပ်ပုံဒီဘာပဲဖြစ်မလဲဆိုလို့ရှိရင်တကယ်လို့ power supply ကိုပေးတယ်ဒီ PWN signal နဲ့ power supply ကိုကွန်ပျူတာဘောက်ကခိုင်းပြီဆိုလို့ရှိရင်ဒီဘားကကျွန်တော်တို့တွန်းထုတ်ပြီးတော့ဖွင့်မယ်တကယ်လို့ဒီ signal ကိုဖျက်ချလိုက်ပြီဆိုလို့ရှိရင် sapling ကန်အားနဲ့ဒါကပြန်ပြီးတော့ကျွန်တော်တို့မျက်စိနဲ့မြင်မယ်ဆိုဟတ်မှရှိတဲ့ဘားတွေလိုပဲကျွန်တော်တို့ကမ်ဘလူးကမဖွီးတော့ဘူးဆိုတဲ့အချိန်ရောက်လို့ရှိရင် sapling ကန်အားနဲ့ပြန်ပြီးတော့ပိတ်သွားတယ်ဘားကိုပိတ်သွားတယ်ဒီပုံစံမျိုးပဲဒီနေရာမှာရှိတဲ့အရာကိုကျွန်တော်ပြန်ပိတ်သွားမယ်ပေါ့နော်ဒီပုံစံမျိုးနဲ့သူကအလုပ်လုပ်တယ်ဒါဆိုလို့ရှိရင်ပိတ်တဲ့ဖွင့်တဲ့သဘောတရားကိုကျွန်တော်တို့ကနားလည်သွားမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ကြည့်စရာကမော်တာဥပမာတစ်ခုပေါ့နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ EGR မော်တာမှာလဲပဲဘယ်လိုလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကွိုင်နဲ့ပဲမော်တာဖြစ်တဲ့အတွက်ကွိုင်နဲ့ပဲလာတာပဲကွိုင်ဖြစ်တဲ့အတွက် तू ကလည်းနှစ်ဆပဲ
ဒီမှာလည်းနှစ်ဆပဲပေါ့နော်အဲ့တော့ကွာခြားချက်ကဘာရှိမလဲဒါလေးကိုကျွန်တော်တို့ပြောဖို့လိုတယ်ဒီမှာမော်တာဖြစ်တဲ့အတွက်ဒီအဲ့ဒီမော်တာကကျွန်တော်ဘလို့အလုပ်လုပ်လဲဆိုညီကိုတို့ပြောခဲ့ပြီးတာဘလို့ပြောမလဲဆိုလို့ရှိရင် clockwise လို့ခေါ်တဲ့ရှေ့ကိုလဲတာရှိတယ် counter clockwise လို့ခေါ်တဲ့နောက်ကိုလဲတာရှိတယ်ဒီပုံစံမျိုးနဲ့သူကအလုပ်ပုံစံနှစ်မျိုးလုပ်ရတယ်ဒီမှာကျတော့ဘာပုံစံမဲ့လုပ်လို့ရတယ်ဆိုတော့ရှိရင် on ပုံစံဒါမှမဟုတ်လို့ရှိရင် off ပုံစံဒီပုံစံမဲ့လုပ်လို့ရတယ်ဒီရဲ့ on off ကိုကြတော့သူကမော်တာဘယ်လေညာလေနဲ့အလုပ်လုပ်ပြီးတော့ဒီဘက်မှာကျတော့သူက on တစ်ခုအတွက်ပဲသူကခိုင်းရတယ်ဒါပေမဲ့ off အတွက်ကျတော့ supply ကနေအလုပ်လုပ်ရတယ်ဒီပုံစံတော့ကွာခြားတယ်နှစ်ကြိုးရင်းတူတူပဲမော်တာအတွက်ကိုလည်းရိုးရိုးကျွန်တော်တို့ဟို DC မော်တာအတွက်ကိုလည်းနှစ်ကြိုးနဲ့လာတယ်ဒီဆိုလိုလိုက်မှာဆိုလို့ရှိရင်နှစ်ကြိုးရဲမဲလာတယ်ပေါ့နော်အုံတံဘုတ်ကိုကြည့်တော့ရင်လည်းအုံတံဘုတ်ကလည်းသူတို့နှစ်ခုအရန်ကြီးကွာခြားမနေဘူးပေါ့နော်ဆိုတော့တချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့က10အုံကနေစပြီးတော့90အထိပဲရှိတာတွေရှိတယ်တချို့ဆိုလို့ရှိရင်100အုံအထိပဲရှိတာတွေရှိတယ်အုံတံဘုတ်နဲတယ်ဒီမှာလည်းတူတူပဲကျွန်တော်တို့10အုံဟို10အုံလောက်ကနေပြီးတော့မှ30လောက်တရှိတာတွေရှိတယ်10အုံလောက်ကနေပြီးတော့မှကျွန်တော်တို့80လောက်တရှိတာတွေရှိတယ်တီဆောက်ထားတဲ့ကျွန်တော်တို့ကားကုမ္ပဏီတွေရဲ့ဒီဇိုင်းပေါ်မှာမူတည်ပြီးတော့မှဒီအုံတန်ဘိုးတွေကတော့ကွာတယ်ဒီအုံတန်ဘိုးတွေကိုကျွန်တော်တို့အသေးမမှတ်နဲ့အသေးမှတ်လို့ရတာဒီကျွန်တော်တို့ဒီပါလဲဆိုလို့ရှိရင်ဆိုလိုလိုက်လဲကွာမယ်နှစ်ကြိုးဖြစ်မယ်ဒီမှာဆိုလို့ရှိရင်လည်း DC motor မှာဆိုလို့ရှိရင်လည်းကွာမယ်နှစ်ကြိုးရှိမယ်ဒါပေမဲ့ကွာခြားပတ်သွားတာဒီဆိုလိုလိုက်ကိုကျွန်တော်တို့ကဆိုလိုလိုက်လားမော်တာလားကျွန်တော်တို့သိကျင်တယ်ဆိုလို့ရှိရင်ဒီမှာအပေါင်းနှုတ်ကိုကျွန်တော်တို့ကဒဲကျွေးကြည့်လိုက်ပေါ့ဒဲကျွေးကြည့်လိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်တောက်ကွက်ပုံစံနဲ့သူမြည်တယ်ဆိုလို့ရှိရင်ဒါဆိုလိုလိုက်ဆိုပြီးတော့ကျွန်တော်တို့အကြမ်းမြင့်မှတ်လို့ဒါကအလွယ်ဆုံးလူဘိန်းကြီးပဲเนาะမော်တာမှာဆိုလို့ရှိရင်အဲ့လိုမျိုးသွားမှာမဟုတ်ဘူးပေါ့နော်ဒါလေးကိုကျွန်တော်ဒီပုံစံနဲ့ပြောလို့ရှိရင်မှတ်မိလွယ်မယ်တင်လို့ပေါ့နော်ကျွန်တော်ဆိုလိုလိုက်ကိုကျွန်တော်တို့ကအပေါင်းရဲ့ကျွန်တော်တို့အနှုတ်ရဲ့ပေးလိုက်လို့ရှိရင်အင်ဂျတာတွေကိုစမ်းတဲ့ပုံစံလိုပဲပေါ့နော်အများစုစမ်းကြတဲ့ပုံစံတွေဘူးတိုင်းဘားတွေစမ်းကြတဲ့ပုံစံတောက်ဆိုပြီးအတန်တွေပုံစံမြည်လာမယ်အပေါင်းနှုတ်ကိုကျွန်တော်တို့ကလွတ်လိုက်ထိလိုက်ပုံစံနဲ့ကစားလို့လို့ရှိရင်ဒီဆိုလိုလိုက်ဆိုလို့ရှိရင်တောက်ကွက်ဆိုတဲ့အတန်နဲ့မြည်လာမယ်ဒါပေမဲ့ဒီမော်တာမှာကျွန်တော်အဲ့လိုမမြည်လာမှာမဟုတ်ဘူးဆိုတော့ဒီအတန်မြည်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလိုလိုက်လို့တတ်မှတ်လို့ရပဲအတန်မြည်မလာဘူးဆိုလို့ရှိရင်မော်တာလို့တတ်မှတ်လို့ရမယ်ပေါ့နော်ဒီပုံစံမျိုးနဲ့ခွဲရင်လည်းရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဟို housing ပုံစံဆိုမော်တာဆိုလို့ရှိရင် housing ကပို့ပြီးတော့ကြီးမယ်သူ့ကိုထည့်ထားတဲ့မော်တာကိုထည့်ထားမယ် housing ကကြီးမယ်ဆိုလိုလိုက်ဆိုရင် housing ကသေးမယ်ဒီပုံစံမျိုး housing နဲ့လည်းကြည့်ပြီးတော့အမြင်နဲ့ခွဲလို့ရတယ်ပေါ့နော်အဲ့လိုမခွဲတတ်ဘူးဆိုလို့ရင်ဒီလိုခွဲလို့ရှိရင်တော့ပို့ပြီးတော့မြန်မယ်ပို့ပြီးတော့လွယ်မယ်ပေါ့နော်ဒါကကျွန်တော်တို့သူ့ကို control လုပ်တဲ့ပုံစံဆိုတော့ကျွန်တော်တို့ဒါလေးကိုကျွန်တော်အနှစ်ချုပ်ပြီးတော့ပြန်ပြောမယ်ဆိုလိုလိုက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ injector တွေလိုပြီးလို့ရှိရင်e-bat ဘားတွေလိုမျိုးအတူတူပဲကျွန်တော်တို့ coin ကိုပဲကျွန်တော်တို့အပေါင်းနှုတ်ပေးလိုက်လို့ရှိရင်သူကတန်လိုက်ဆက်ကွင်းဖြစ်မယ်ဖြစ်လာတဲ့တန်လိုက်ဆက်ကွင်းဒီကျွန်တော်တို့ဆွဲတဲ့တန်လိုက်ဆက်ကွင်းလားတွန်းတဲ့တန်လိုက်ဆက်ကွင်းလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှသူကဒီဘားကိုသူကကစားသွားမယ်ဆိုတော့ဒီမှာသုံးတဲ့ဟာကတော့တွန်းတဲ့ဟာကိုသုံးတာဖြစ်တဲ့အတွက်သူကဒီမှာ power supply များလာလေသူ့ကိုများတွန်းထုတ်လို့ပဲတကယ်လို့ power supply ကိုဖျက်ချလိုက်ပြီဆိုလို့ရှိရင်ဒီက supply ကန်အားနဲ့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်ပြီးတော့ပိတ်သွားမယ်ဒါကဆိုလိုလိုက်တိုက်အလုတ်လုတ်တဲ့ပုံစံပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဆိုလိုလိုက်ပိုင်းစင်စာပိုင်းကိုကြည့်ကြမယ်ပေါ့စင်စာကလည်းညီကိုတို့ကိုပြောခဲ့သလိုပါပဲကျွန်တော်ထက်ခါပြောခဲ့သလိုပဲလေတကားကျိုးသုံးပင်နဲ့စင်စာကိုသွားကြည့်လိုက်ဒါဆိုရင်နားလည်မလားမော်တာမှာလည်းပဲဒီကျိုးသုံးပင်နဲ့ဟာပဲဒီအခုဆိုလိုလိုက်တိုက်မှာလည်းကျိုးသုံးပင်နဲ့ဟာပဲဆိုတော့ဒီဟာကိုသွားကြည့်လိုက်လို့ပြောတာခဏညှိုးရတာလဲများနေတာဖြစ်တဲ့အတွက်ပေါ့နော်အခုပြောတဲ့ကျိုးသုံးမင်းနဲ့လေတကားစင်စာလေးကိုလည်းပြန်နှွှေးပေးရင်ဒီဟာတွေနဲ့ဆက်ပြီးတော့လည်းညီတို့နားလဲတော့ကျွန်တော်ဒါလေးကိုပြန်ရှင်းပြမယ်ဒါဆိုလိုလိုက်ပဲဆိုပါစို့ဒီမှာဆိုလိုလိုက်ကိုကွိုင်မှာဒီမှာအပေါင်းတစ်ဖက်လာမယ်ဒီမှာအနှုတ်တစ်ဖက်လာမယ်ဒီမှာဘားချောင်းကိုကျွန်တော်တို့ကထည့်ထားလိုက်တယ်ပေါ့ဒီမှာဘားချောင်းကိုထည့်ထားလိုက်မယ်ဒီဘားချောင်းကဒီမှာရှိမယ်ဒီကောင်ကဒီတန်လိုက်ဆက်ဝင်မှာမူတည်ပြီးတော့တွန်းတာဆုပ်တာဖြစ်မယ်ဆိုတာသိတယ်ပေါ့နော်ကျွန်တော်တို့တစ်ဖက်မှာဘာလုပ်လိုက်မလဲဆိုရင်ဒီဘက်မှာကျွန်တော်တို့ကဘာယူလိုက်မလဲဆိုလို့ရှိရင် resistor ပဲ resistor တို့ဒီမှာအပေါင်းဒီမှာအနှုတ်ဒီမှာဒီကနေပြန်ပြီးကျွန်တော်တို့ signal ကိုပြန်ထုတ်လိုက်မယ်ဒီမှာ signal ဥပမာဒီကောင်ကအခုဒီနေရာလေးမှာဒီနေရာမှာရှိရင်ဖို့ဒီဘက်ကို signal တစ်မျိုးထွက်မယ်ဒီနေရာကိုဆိုတော့ဒီ solenoid ကို power supply များပေးလို့ဒီဘားအောက်ကိုကျလာပြီလို့ဒီဘားရဲ့ထိပ်မှာတက်ထားတဲ့ကောင်အောက်ကိုဆင်းလာရင်ဒီကောင်ကအောက်ကိုဒီလောက်ကိုရောက်လာမယ်ဆိုပါစို့ဒီလောက်ကိုရောက်လာပြီဒီဘားကလည်းပို့ပြီးဆင်းလာပြီဆိုလို့ချင်းဒီလောက်ကိုရောက်လာရင်သူ့ရဲ့ power supply ကတစ်မျိုးဖြစ်မယ်ဆိုတော့ဒီမှာပေးထားတဲ့ဘိုးက5 volt ဆိုရင်တစ်မျိုးဒါမှမဟုတ်လို့ရှိရင်12 volt ဆိုရင်တစ်မျိုးနောက်ဆုံးကျွန်တော်တို့ကားကြီးတွေ24 volt ဆိုလို့ရှိရင်တစ်မျိုးဒီပေးတဲ့ power supply board တွေနဲ့ဒီမှာရှိနေတဲ့
ဒီနှစ်ခုရဲ့ကြားတဲ့ဒီ signal ဖြတ်ယူတဲ့နေရာကဘယ်နေရာကိုလှမ်းတိုင်းလဲဆိုတော့ဒီနေရာတိုင်းလား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 ဒီနေရာတွေအပေါ်မှာမူတည်ပြီးတော့ပြန်ထွက်တဲ့ volt signal ကကွဲပြားပါမယ်ဆိုတော့ဒီပြန်ထွက်တဲ့ volt signal ကွဲပြားတဲ့ပုံစံနဲ့ပဲဒီ EGR ဘာ position sensor ဆိုတာကိုကျွန်တော်တို့ကယူလိုက်တယ်ပေါ့နော်ပြန်ပြောမယ်ဆိုတော့ဒါမြင်လွယ်အောင်ပြောမယ်ဆိုလို့ချင်းဒါကကျွန်တော်တို့ solenoid ရဲ့ဘားချောင်းကနေပြီးတော့မှဒီမှာအတက်ဆင်းကစားရမယ်ပေါ့နော်ဒီမှာ solenoid ဘားချောင်းအတက်ဆင်းကစားမယ်ဒီနေရာကနေကျွန်တော်တို့က signal ဆိုတာကိုယူထားလိုက်တယ် signal ဆိုတာကိုဒီကနေယူထားလိုက်တယ်ယူတဲ့ signal ကဘယ်ကိုလှမ်းယူလဲဆိုလို့ချင်းဒါကဥပမာတစ်ခုအပေါင်းအခုပြောတဲ့ဒါကအနှုတ်ဒီကြားထဲမှာကျွန်တော်တို့က resistor ဆိုတာကြီးကိုကျွန်တော်တို့ကကောက်ခံလိုက်တယ် resistor ဆိုတာကြီးကောက်ခံလိုက်တာပြတော့ဒီနန်းလေးမှာရှိနေရင်ဘိုးတစ်မျိုးထွက်မယ်ဒီနန်းလေးများဖြစ်နေရင်ဘိုးတစ်မျိုးထွက်မယ်ဒီမှာရှိရင်ဘိုးတစ်မျိုးထွက်ဒီမှာတစ်မျိုးဒီမှာတစ်မျိုးဒီမှာပုံစံအမျိုးမျိုးနဲ့ထွက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တွက်ကြည့်လိုက်မယ်ဆိုဒီမှာကအခုပြောတဲ့ solenoid ကိုလာတဲ့အပေါင်း12ဘို့တပင်ရှိမယ်ပင်နံပါတ်1ဥပမာပေါ့နော်ပင်နံပါတ်2က1မှာထားတာ2မှာထားတာထားခြင်းတို့ထားဗျာကျွန်တော်တို့သိကြကဒီမှာပင်နံပါတ်2အနှုတ်မှာလားဒီမှာက signal ကြိုးကပင်နံပါတ်3ဒီမှာကပင်နံပါတ်4ဒီမှာပင်နံပါတ်5ဆိုတော့9ပင်မရှိမယ်ဒီပုံစံမဲ့မော်တာမှာလဲဆိုလို့ရှိရင်လည်းဒါမော်တာကိုလာတဲ့မော်တာရဲ့ coil ကိုလာတဲ့ power supply ဆိုလို့ရှိရင်ဒီမှာ1 2 3 4 5ဒီပဲ9ပင်ပဲအတူတူပဲဆိုတော့ဒီ formula ကိုကျွန်တော်တို့တွက်ကြည့်မယ်ဒီ formula ကိုညီကိုတို့ခေါင်းထဲကိုတစ်ခါပဲရောက်သွားအောင်ကျွန်တော်ထည့်ပေးမယ်ပေါ့နော်ဒါလေးကိုသိလေရှင်ရင်ဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင်နာမည်မှတ်ချင်တဲ့လူတွေနာမည်ကစပြီးမှတ်လို့ရအောင်ကျွန်တော်ရေးပြလိုက်မယ်နော်ကဲနာမည်ကစပြီးမှတ်ချင်တဲ့လူတွေဘိုးရစ်ဒီဗိုက်တာလို့ခေါ်တယ်ဘိုးရစ်ဒီဗိုက်တာဆိုတာဘိုးရစ်ဆိုတာကတော့အလုံးညီကိုတွေသိတဲ့အတိုင်းပဲဘိုးပဲကျွန်တော်တို့ဘိုးဒီ12ဘိုးဖြစ်ခြင်းဖြစ်မယ်5ဘိုးဖြစ်ခြင်းဖြစ်မယ်12ဘိုးဖြစ်ခြင်းဖြစ်မယ်24ဘိုးဖြစ်ခြင်းဖြစ်မယ်ဖြစ်ခြင်းတို့ဖြစ်ဒါဘာလဲဆိုတော့ဒီဗိုက်တာခွဲထုတ်ပြလိုက်တာခွဲထုတ်တယ်ပေါ့ဘိုးကိုခွဲထုတ်လိုက်တဲ့ဟာကိုကျွန်တော်တို့ကဘိုးရစ်ဒီဗိုက်တာဆိုပြီးတော့ခေါ်တယ်ဒီဘိုးရစ်ဒီဗိုက်တာသဘောတရားကိုကျွန်တော်တို့ကနားလည်သွားပြီဒီဘိုးရစ်ဒီဗိုက်တာကိုတွက်တက်သွားပြီဆိုလို့ရှိရင်စဉ်းစားအများစုမှာအခုပြောသလိုမျိုးကျိုးသုံးမင်းနဲ့လာတဲ့ဟာတွေရှိမယ် ECD တွေ IAD တွေစတဲ့စင်ဆာတွေရှိမယ်ပြီးလို့ချင်းဂီယာဘောက်ထဲက temperature စင်ဆာတွေရှိမယ်ဟိုတနေ့ကပြောတဲ့ကျွန်တော်တို့ AAC ကစင်ဆာတွေanti-high control ကစင်ဆာတွေရှိမယ်ဒီလိုမျိုးစင်ဆာတွေအများကြီးကိုကျွန်တော်တို့ကဒီတစ်ခုတည်းကိုအသေးကင်ထားနိုင်ရတယ်ဆိုတော့ကျွန်တော်တို့ဒါကိုမျက်စိတွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင်တွက်မယ်ပေါ့နော်သူ့ကိုတွက်မယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ formula ရှိတယ်သူ့ရဲ့ formula ဘာလဲဆိုတော့ကားချော့ဘိုးတွေလောလို့ခေါ်တယ်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်မရေးတော့ညီကိုမျက်စိတွေကိုရှုပ်သွားမှာဆိုတဲ့အတွက်ဒီဘိုးတွေတစ်ပိုက်တာဆိုတော့ကားချော့ဘိုးတွေလောနဲ့ပုံစံသူပေးတဲ့ formula အတိုင်းကျွန်တော်တို့တွက်မယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့အရှင်းဆုံးဖြစ်အောင်နမူနာအခုညီကိုတို့ပြနေတဲ့ EGR ဘာ position sensor နဲ့ပဲကျွန်တော်တို့တွက်ပြီးတော့ကြည့်လိုက်တယ်အရင်ဆုံးကျွန်တော်တို့သူ့ရဲ့ formula လေးကိုရေးရအောင်သူ့ရဲ့ formula ဘာလဲဆိုတော့ကကျွန်တော် VOUT ညီကိုတွေဒါလေးတော့ရေးထားဖို့လိုတယ်နော်ဒါမှမဟုတ်လို့ချင်း screenshot ယူထားပြီးမှကိုယ့်အကိုမှတ်ချင်လဲမှတ်တာပေါ့နော်ဘာလဲဆိုလို့ချင်း VOUT လို့ခေါ်တဲ့ကျွန်တော်တို့ signal ပဲ signal ဘို့ကို VOUT လို့ခေါ်တဲ့ပြန်ထွက်လာတဲ့ဘို့အောက်ဆိုတာပြန်ထွက်တာ V ဆိုတာကဘို့ VOUT လို့ခေါ်တဲ့ပြန်ထွက်လာတဲ့ဘို့တနည်းအားဖြင့်အခုကျွန်တော်တို့ပြောနေတဲ့ signal အဲ့ဒီ signal ကိုကျွန်တော်တို့ကလိုချင်တယ်ဆိုလို့ရှိရင် R2 ဆိုတာက R ဆိုတာက resistor ကိုခေါ်တယ်2ဒီနံပါတ်1အခုကျွန်တော်စောကဆွဲပြတယ်ဆိုပါဆိုဥပမာဒီမှာ resistor မှာဒီမှာကျွန်တော်တို့ဒီနေရာကနေတော့ဖမ်းထောက်လိုက်လို့ဆိုရင်ဒီမြားရဲ့အပေါ်မှာရှိနေတာဒီ R1 ဖြစ်မယ်မြားရဲ့အောက်မှာရှိနေတာဒီ R2 ဖြစ်မယ်ဆိုတော့ R2 ကိုတီးရမယ် R2 ကိုကျွန်တော်တို့ resistor နံပါတ်2ကိုတီးထား resistor နံပါတ်2ကဥပမာအပြင်ကျွန်တော်နမူနာဒီမှာအကျဉ်းမြင့်လေးရေးလိုက်မယ် 1K ကိုတီးထားမယ်ပြီးလို့ရှိရင် R1 ရယ် R2 ရယ်နှစ်ခုကိုပေါင်းလိုက် R1 လို့ခေါ်တာဒီနေရာမှာရှိတဲ့ resistor တန်ဖိုးဘယ်လောက်လဲဒါရယ်ပြီးလို့ရှိရင်အောက်မှာရှိတဲ့ resistor တန်ဖိုးကခုနပြောတဲ့ 1K ရယ်ဒါရယ်ပေါင်းလို့ရတဲ့တန်ဖိုးအဲ့ဒီနှစ်ခုပေါင်းလိုက်တယ်ပေါင်းလို့ရတဲ့တန်ဖိုးကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ပေါင်းလို့ရတယ်ဆိုပါတော့ဒီမှာ1ဖြစ်နေတယ်ဒီမှာသူ့ဘာသူ15ရခြင်းရဗျာအဲ့ဒီ15ရခြင်းရတဲ့15နဲ့ဒီ 1K ကို1ကိုကျွန်တော်တို့ကလှမ်းပြီးတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်စားလို့ရလာတယ်တန်ဖိုးတစ်ခုထွက်လာမယ်ဥပမာ blah 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 ထွက်လာမယ်ထွက်လာတဲ့တန်ဖိုးကိုအဝင်ဖို့ဆိုတာကကျွန်တော်တို့က12ဘုတ်ပြီးရင်12ဘုတ်နဲ့ဒီစင်စာ5ဘုတ်နဲ့လှုပ်တဲ့စင်စာမလို့ဆိုလို့ရှိရင်5ဘုတ်နဲ့ဒါမှမဟုတ်ကားကြီးတွေမှာသုံးတယ်လို့24ဘုတ်နဲ့လှုပ်တဲ့24ဘုတ်နဲ့ဝင်လာတဲ့ဒီစင်စာကိုပေးတဲ့ power supply ဖြစ်တဲ့ဘုတ်12ဘုတ်ဖြစ်
12ဖို့ဖြစ်ဖြစ်5ဖို့ဖြစ်ဖြစ်7ဖို့ဖြစ်ဖြစ်8ဖို့ဖြစ်ဖြစ်လာခြင်းနဲ့ပို့လာအဲ့ဒီပို့နဲ့ပြန်ပြီးတော့မြောက်လိုက်ရလာတဲ့တန်ဖိုးဒီ V out လို့ခေါ်တယ်ကျွန်တော်တို့လိုချင်တဲ့ဒီနေရာပြန်ထွက်တဲ့ signal ပဲအဲ့ဒီပို့ signal ပဲဆိုတော့ကျွန်တော်ဒါလေးကိုကျွန်တော်ဒီ formula လေးကိုညီကိုတို့မျက်စိနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်ကျွန်တော်ပြန်တွက်ပြန်တစ်ခေါက်ပြန်ဖတ်ပြပါမယ် V out လို့ခေါ်တဲ့ signal ကိုကျွန်တော်တို့က signal ဘို့ကိုလိုချင်ရင် R2 လို့ခေါ်တယ် resistor နံပါတ်2ကိုတည်တာ resistor နံပါတ်2ကိုတီးပြီးပြီဆိုလို့ရှိရင်အဲ့ဒီ R2 ကိုတီးထားတဲ့နံပါတ် R2 ကို R1 နဲ့ R2 လို့ခေါ်တယ် resistor နံပါတ်1ရယ်2ရယ်နှစ်ခုနဲ့ဒီနှစ်ခုကိုပေါင်းလို့ရတဲ့တန်ဖိုးနဲ့သူ့ကိုလှမ်းစား R2 ကိုလှမ်းစား R1 R2 ပေါင်းလို့ရတဲ့တန်ဖိုးနဲ့ဒီ R2 ကိုလှမ်းစားရလာတဲ့တန်ဖိုးကိုကျွန်တော်တို့အဝင်ဖို့12ဖို့ဖြစ်ခြင်းဖြစ်ခုနပြောတဲ့5ဖို့ဖြစ်ခြင်းဖြစ်12ဖို့ဖြစ်ခြင်းအဲ့ဒါနဲ့ကျွန်တော်တို့ကမြောက်လိုက်ရလာတဲ့ရလက်ဒီအခုကျွန်တော်တို့လိုချင်တဲ့ signal ဖို့ဖြစ်တယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့တွက်ကြည့်မယ်ပေါ့နမူနာကျွန်တော်တို့နမူနာတွက်မယ်အခုညီကိုတို့ကိုပြောတဲ့ဒီမှာဗျာဖိုက်ဖို့ပဲဆိုပါတော့ဒီမှာကျွန်တော်တို့က resistor ကြီးခံလိုက်တယ် resistor ဒီမှာ resistor ဒီမှာကျွန်တော်တို့အနှုတ်ဖို့0ဖို့နေတာအနှုတ်ပေါ့ဒီကြားထဲမှာကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတဲ့အခါကျတော့ဥပမာဘာကအခုပြောတဲ့ EG က solenoid ကများမဖွင့်သေးဘူးများမဖွင့်နေတဲ့အခါကျတော့ तू ကဒီလောက်ပဲရှိသေးတယ်ဆိုပါတော့ဒီလောက်ပဲရှိသေးတယ်ဆိုတော့ဒီနှစ်ခုကိုချိန်လိုက်မယ်ဒီမှာကဥပမာ 3K လို့ခေါ်တဲ့ 3K ဆိုတာမျက်စိတွေကိုရှုပ်မှသွားတယ်တန်ဖိုးအပြင်ပြောမယ်ဆိုလို့ရှိရင်3000အုံတန်ဖိုး3000ရှိတယ်ဒီ signal လှမ်းယူမဲ့နေရာအထက်မှာရှိတဲ့ဟာက3000အုံရှိတယ်အောက်မှာရှိတဲ့ဟာကျွန်တော်တို့ကဥပမာ9000အုံပေါ့ရှုပ်သွားမှာဆိုလို့ပြောရင်ဒီမှာ 5K ပဲကျွန်တော်ရေးလိုက်မယ် 5K ဆိုတာကအခုပြောတဲ့9000အုံဒီနေရာမှာရှိနေရင်ဒီကကျွန်တော်တို့က5ဖို့ဘေးထားတယ်ဆိုရင်ဒီဘက်ကို signal လို့ခေါ်တဲ့ V out ဘယ်လောက်ပို့ပြန်ထွက်မလဲပေါ့ကျွန်တော်တို့ဒါကိုစောစောပြောတဲ့ formula နဲ့ကျွန်တော်တို့တွက်ကြည့်မယ်ကျွန်တော်ဒီနေရာလေးကိုကျွန်တော်ကန့်ပြီးတော့ရေးလိုက်မယ်ပေါ့နော်ဆိုတော့ဘာလဲဆိုတော့ R2 ကိုဒီV out လို့ခေါ်တဲ့ signal ကိုလိုချင်လို့ရှိရင် R2 ကိုဒီ R2 ကဘယ်လောက်လဲ9000ကျွန်တော်တို့9000ကိုတီးလိုက်မယ်9000ကိုတီးပြီးလို့ရှိရင် R1 R2 နှစ်ခုပေါင်း R1 R2 နှစ်ခုပေါင်း R1 က 3K ဖြစ်တဲ့အတွက်3000 R2 က 5K ဖြစ်တဲ့အတွက်ကျွန်တော်တို့က9000နှစ်ခုပေါင်း8000အဲ့ဒီ8000နဲ့သူ့ကိုစားမယ်ဒီမှာကျွန်တော်တို့ကလေးတို့ကတွက်တယ်လို့ပဲဒီပုံစံနဲ့ကျွန်တော်တွက်ပြမယ်8000နဲ့စားလိုက်8000နဲ့ဒါ8000ဒီနေရာမှာထားပါနော်8000နဲ့စားလိုက်8000နဲ့စားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရလာတဲ့တန်ရှုပ်ကုန်ပါမယ်ကွယ်ဒီလိုပဲလုပ်လိုက်မယ်ကဲဒီမှာ9000ကိုကျွန်တော်တို့တီးလိုက်ပြီအဲ့9000ကိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်8000နဲ့လှမ်းစား8000နဲ့လှမ်းစားတဲ့အခါသူ့ကိုရလာတဲ့ညီမျှချင်းကရလာတဲ့တန်ဖိုးက9000ကို8000နဲ့ညီကိုတို့ကျွန်တော်ကအခုဗီဒီယိုရရင်ဖြစ်တဲ့အတွက်ကျွန်တော်ဖုန်းကနေပြီးတော့မှညီကိုတို့စားတော့မပြတော့ဒီမှာပဲကျွန်တော်ပြလိုက်တော့ပေါ့နော်ကျွန်တော်တို့9000ကိုကျွန်တော်8000ကနေလှမ်းစားလိုက်ပြီဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုလို့ရှိရင်ညီမျှချင်း0.6ကိုရ0.6ဖို့ရလာတဲ့အဲ့0.6ဖို့ကိုကျွန်တော်တို့အဝင်ဘိုးတွေဖြစ်တဲ့5ဘိုးနဲ့ तू ကပြန်မြောက်ရမယ်5ဘိုးနဲ့ပြန်မြောက်လိုက်5ဘိုးနဲ့ပြန်မြောက်လိုက်လို့ရှိရင် तू ကပမာဏဘယ်လောက်ရမလဲဆိုတော့ဘိုးပမာဏတန်ဖိုးဒီ 3.1 ဘိုး3ဘိုးပဲဆိုပါစို့3ဘိုးရတယ်ဟုတ်လားညီကိုတို့အခုပြောသလိုမျိုးဖုန်းထဲကနေပြီးတော့ညီကိုတို့ပြန်မြောက်ကြည့်ကိုဖုန်းထဲကို calculator ထုတ်ပြီးတော့ကျွန်တော်တို့9000ကိုတီးပြီးလို့ရှိရင်8000နဲ့ကျွန်တော်တို့ကစားလို့ရလာတဲ့တန်ဖိုးကိုကျွန်တော်တို့က5ဖို့ပေးတဲ့အခုပြောတဲ့ EG ပါစင်တာ5ဖို့ပေးတယ်လို့ကျွန်တော်တို့ယူဆလိုက်မယ်ဆိုလို့ရင်5ဖို့နဲ့ကျွန်တော်တို့ကပြန်ပြီးတော့မြောက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရလိုက်တဲ့တန်ဖိုးဒီအခုပြောတဲ့3ဖို့ပတ်လည်ဖြစ်လာမယ် 3.1 ဖို့အတိအကျဆိုရင် 3.1 ဖို့ဖြစ်လာမယ်အဲ့လိုမဟုတ်ဘူးကိုယ်ကျွန်တော်တို့က5ဖို့မဟုတ်ဘူးနောက်တစ်မျိုးပြောင်းလိုက်မယ်ကျွန်တော်တို့က5ဖို့မဟုတ်ဘူးကျွန်တော်တို့ကတွဲဖို့12ဖို့နဲ့စားမယ်တူတူပဲလေ12ဖို့နဲ့စားဆိုသူဘယ်နေရာစားကြတီးရမှာဒီ9000ကိုပဲတီးရမယ်9000ကိုတီးမယ်ပြီးလို့ရှိရင်9000ရဲ့3000ရဲ့ပေါင်းလို့ရလာတဲ့8000နဲ့ကျွန်တော်တို့ကစားရမယ်စားလို့ရတဲ့နေရာရလာတဲ့တန်ဖိုးဒီကျွန်တော်တို့ကဒီမှာက 0.6 ဖို့ပဲရမယ်အဲ့ဒီနေရာဒီမှာပြန်ပြီးတော့သူ့ကိုမြှောက်ရမယ့်နေကြောင်း9နဲ့မဟုတ်တော့ဘဲနဲ့ကျွန်တော်ဘလောက်နဲ့မြှောက်ရ12နဲ့မြှောက်ရတာဖြစ်သွားတဲ့အတွက်တန်ဖိုးကကျွန်တော်ဒီမှာအောက်ကတန်ဖိုးပြန်ထွက်လာတဲ့ဘိုးပမာဏတန်ဖိုးကကျွန်တော်ပြောင်းသွားမယ်သူရတဲ့ဘိုးပမာဏဒီဘလောက်ရမလဲဆိုလို့ရှိရင် 7.5 ဖို့ကိုရလာမယ်
ကျွန်တော်ပြောသလိုမြောက်ကြည့်လိုက်ကိုဖုန်းနဲ့ကိုမြောက်ကြည့်လိုက်7.5ဖို့ရလာမယ်ဒါဆိုလို့ရှိရင်ဘာလဲဆိုတဲ့အခါကျတော့ဒီအပေါ်ကဝင်လာတဲ့ဘုတ်ပမာဏပေးတဲ့ power supply ပေါ်မူတည်ပြီးတော့ပြန်ထွက်တဲ့ပိုလဲကွာသွားမယ်ပြီးလို့ရှိရင် R1 R2 ရှိတဲ့တန်ဖိုးပေါ်မှာမူတည်ပြီးတော့လဲကွာသွားမယ်ဆိုတော့မဟုတ်ဘူးကျွန်တော်တို့က24ဖို့ကားကြီးသုံးတဲ့လူတွေကျွန်တော်တို့က24ဖို့ဆိုရင်ဘယ်လောက်ရမလဲပေါ့24ဖို့ဘယ်လောက်ရမလဲညီကိုတို့ဒါကိုတကယ်နားလဲလားသိကျင်လို့မို့တွက်ပြီးတော့ကျွန်တော်ကိုအဖြေပေးပါအဖြေကိုကျွန်တော်တို့မှတ်ပါဒါပရမတ်တစ်ဆင့်နော်ကျွန်တော်5ဖို့ကိုတွက်ပြီးပြီတွက်ပြပြီးပြီ12ဖို့ကိုတွက်ပြပြီးပြီအဲ့တော့ဒီ formula ကိုတကယ်ရသလားမရဘူးလားသိကျင်တာဖြစ်တဲ့အတွက်24ဖို့ကိုတွက်ပြီးဘိုးဘယ်လောက်ရမလဲဘာလဲဆိုလို့ရှိရင်ပရမတ် T 3K နဲ့ 5K ကိုပဲတွက်ပါနော်ကျွန်တော်တို့ 5K ကိုဒီနှစ်ခုပေါင်းလို့ရလာတဲ့ရလက်နဲ့သူ့ကိုစားလိုက်ထွက်လာတဲ့တန်ဖိုးကိုကျွန်တော်တို့ကအဝင်ဘိုးနဲ့ကျွန်တော်တို့ကပြန်မြှောက်ရတာဖြစ်တယ်ညီကိုတို့24နဲ့မြှောက်ရုံပဲဒီ 0.6 ကို24နဲ့မြှောက်လိုက်ရုံပဲရလာတဲ့တန်ဖိုးလေးကျွန်တော်တို့မှန်ပြီးဒါဆိုရပြီဒါနံပါတ်1တစ်ချက်အဲ့တော့မဟုတ်ကျွန်တော်တို့ပုံစံပြောင်းသွားပြီအကြဘာကျွန်တော်တို့ဖွင့်လာပြီအကြဘာဖွင့်လာတဲ့အချိန်မှာဘိုးပမာဏဘလောက်ပြန်ထွက်မလဲဒီ signal ဘလောက်ပြန်ထွက်မလဲအခုတိုင်းဆိုလို့ရှိရင်ကျွန်တော်အခုပြောမယ်ဆိုလို့12ဘိုးနဲ့ဆိုလို့ရှိရင်ဘလောက်ထွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့က 7.5 ဘိုးထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါအကြီးပါနည်းနည်းလေးပဲဖွင့်တဲ့အချိန်မှာ 7.5 ဘိုးထွက်တယ်20ဟိုဟာ12ဘိုးနဲ့ပြီးတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့အကြီးပါဖွင့်သွားတဲ့အခါမှာဘိုးပမာဏဘယ်လောက်ရှိမလဲပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ပြန်တွက်ကြည့်အောင်ဒီပုံစံပဲဘာမှမထူးဒီမှာကျွန်တော်တို့အပေါင်းရှိမယ်အပေါင်းဒီမှာလောလောဆယ်ကျွန်တော်5ဖို့ပဲဒီမှာ resistor ရှိမယ်အဲ့ resistor ကနေပြီးတော့ဒီမှာအဲ့လိုဒီမှာကျွန်တော်တို့ကဘယ်လိုဖြစ်သွားမလဲဆိုတဲ့အခါကျတော့ EG ဘာများဖွင့်လာပြီကွာဒီက EG ဘာကြီးဘာပင်ကြီးအောက်ကိုအများကြီးဆင်းလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီအောက်ကိုရောက်လာပြီအဲ့တော့အပေါ်ဘက်ကဘယ်လောက်ဖြစ်သွားမလဲအပေါ်ဘက်ကကျွန်တော်တို့က 5K ဆိုပါစို့အောက်မှာ 3K 5K ဖြစ်တဲ့အတွက်ကျွန်တော်တို့က9000ပဲဆိုပါတော့ဒီမှာက3000ဒါကိုတွက်မယ်စောစော formula ပဲအတူတူပဲအဲ့ဒါကိုကျွန်တော်ဒီဘက်မှာရေးလိုက်တယ်နော်ဒါလေးကိုနည်းနည်းလေးတူပေးလိုက်တယ်ဒီဘက်ကကျွန်တော်တို့က signal ကိုလိုချင်တာပြတဲ့ S လောက်ရေးမယ်ဒါလောက်ဆိုလို့ရှိရင်ဒီကိုတို့သူထိနေတာဒီသူရောက်နေတာကဘာများဖွင့်တဲ့အတွက်ဒီနေရာကိုရောက်နေတာဒီအပေါ်မှာကကျွန်တော်တို့ခုခံမှုတန်ဖိုးကများသွားပဲအောက်မှာခုခံမှုတန်ဖိုးကနည်းသွားပြီပေါ့နော်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့တွက်ကြည့်အောင်အပေါ်မှာ 5K ဖြစ်နေပြီအောက်မှာ 3K ဆိုတော့သူတန်ဖိုးနဲတာများတာကိုကျွန်တော်တို့ခေါင်းထဲမှာမထည့်နဲ့အောက်မှာ R2 ကိုတီးဆို R2 ကိုပဲတီးလိုက်ကျွန်တော်တို့ကဘယ်လောက်လဲ3000ကိုပဲတီးလိုက်မယ်3000ကိုတီးလိုက်မယ်3000ကိုတီးပြီးလို့ရင်နှစ်ခုပေါင်းနေတာဘယ်လောက်လဲ8000နဲ့ပဲပြန်စားရမှာပဲ8000နဲ့ပဲစားလိုက်တယ်8000နဲ့စားလိုက်သူကဘယ်လောက်ရမလဲဆိုလို့ရင် 0.3 ပဲရတာပဲစောစောတုန်းက 0.6 ရတယ်ဘာလို့လဲဆိုတော့သူကဒီလောက်မှရှိတယ် 0.6 ရအဲ့မဲ့ 0.3 ပဲရ 0.3 ပဲရတဲ့ဟာကိုကျွန်တော်တို့က5ဘိုးနဲ့ပေါ့အမြောက်5ဘိုးနဲ့မြောက်လိုက်လို့ရှိရင်တန်ဖိုးဒီမှာကျွန်တော်တို့ကလောလောဆယ်5ဘိုးပေးတာဖြစ်တဲ့အတွက် VN လို့ခေါ်တဲ့ power supply ဒီ5ဘိုးနဲ့ပေးတာဖြစ်တဲ့အတွက်သူရလာတဲ့ဘိုးဒီဘယ်လောက်ထွက်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ 1.8 ဘိုးထွက်လာတယ်တွက်ကြည့်နော်ညီကိုတို့တွက်ကြည့်ဖို့လိုတယ်အဲ့လိုမဟုတ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့က12ဘိုးပေးမယ်ဥပမာ12ဘိုးဟုတ်ပြီR2 ဒီ3000ပဲကျွန်တော်3000ကိုတီးလိုက်တယ်ကျွန်တော်တို့8000နဲ့စားတယ် 0.3 ကိုရတယ်ဒီနေရာမှာကျွန်တော်တို့က12ဘိုးနဲ့ကျွန်တော်တို့ကပြန်စားရတော့မှာဝင်လာတဲ့ဘိုးကကျွန်တော်5ဘိုးမဟုတ်တော့12ဘိုးဖြစ်သွားပြီကို12ဘိုးဖြစ်သွားပြီဆိုတော့ကကျွန်တော်12ဘိုးနဲ့ပြန်စားရင်ကျွန်တော်တို့ဘယ်လောက်ရ 3.6 ဘိုးကိုရလာဆိုတော့ကျွန်တော်တို့သေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သေချာကြည့်လိုက်မယ်ဒီဟာကျွန်တော်12ဘိုးဒီတွက်ပြီနော်ဒီမှာလည်းပဲဒီတန်ဘိုးအတိုင်းကိုလည်းပဲကျွန်တော်တို့24ဘိုးနဲ့24ဘိုးနဲ့တွက်လာပေးပါ24ဘိုးနဲ့တွက်လာပေးပြီးတော့မှန်ပေးပါဆိုတော့နံပါတ်1ဒီနံပါတ်1 24ဘိုးနဲ့တွက်တဲ့တန်ဖိုးကဘယ်လောက်ရမလဲပြီးလို့ရှိရင်အခုတွက်ပြတဲ့နံပါတ်2 24ဘိုးနဲ့တွက်တဲ့တန်ဖိုးကဘယ်လောက်ရမလဲဒါလေးကိုတော့မှန်ပေးဖို့လိုတယ်ညီကိုတို့ဒါကိုနားလည်ရင်အများကြီးအကျိုးတက်ရောက်မှုရှိတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒါလေးကိုပြောတာသေချာနားလည်ဖို့လိုတယ်နားမလည်ရင်အခောက်ခါကြည့်ပါအထက်ခါကြည့်ပါအထက်ကြည့်လို့ညီကိုတို့ကြည့်ရတော့အလုံးစုံကုန်ရင်ဘေး1000မိုးကုန်မယ်2000မိုးကုန်မယ်3000မိုးကုန်မယ်အလုံးစုံ9000မိုးကုန်မယ်ကုန်မဲ့စိဒီဟာကိုရသွားလို့ရှိရင်အိုက်ကားတစ်ကိုပြင်နိုင်လိုက်တယ်ဆိုလို့ရှိရင်ဒီစနစ်ကိုအသေးကိုင်းတာခင်ဗျာလန်ကရူဇာတွေမာဂျက်စတာတွေရဲ့လေအနေအမြင့်တွေခင်ဗျာပြင်တက်သွားမယ်ဒီစင်ဆာတွေလှုပ်ပုံသဘောတွေခင်ဗျာနားလည်သွားမယ်နောက်ထပ်လေတကားတွေရဲ့စင်ဆာသဘောတရားတွေနားလည်သွားမယ်လီဗာတွေရဲ့သဘောတရားတွေနားလည်သွားမယ်
အများကြီးပဲခင်ဗျနားလည်သွားနိုင်တဲ့သဘောတရားတွေကဒီဟာကိုအသေးကင်တာဟုတ်ပြီကိုယ်နဲ့ကျွန်တော်တို့ကဒီခုလိုမျိုးဒီဟာကိုအသေးကင်ထားခဲ့ရင်ဒီဟာကိုကျွန်တော်တို့အသေးကင်ထားခဲ့ရင်အခုပြောဂျိုးသုံးမင်းနဲ့စင်စာတွေပဲအလုပ်ဖြစ်တာလားလို့ထင်လို့ရှိရင် ECT စင်စာကိုကျွန်တော်အလွယ်တွက်ပြတယ် ECT စင်စာ ECT စင်စာကဘာလဲဆိုရကကျွန်တော်ပါမစ္စတာနဲ့လုပ်တယ်ပါမစ္စတာဆိုတာကကျွန်တော် NTC negative temperature coefficient လို့ခေါ်တယ် negative temperature coefficient ဆိုတော့သူကဒီထဲမှာဒီမှာဝင်လာမဲ့အပူချိန်ပေါ်မူတည်ပြီးတော့ဒီရဲ့ခုခံမှုတန်ဖိုးကပြောင်းလဲတာဟိုဟာကျွန်တော်တို့က EGR ပါအပိတ်ဖွင့်နဲ့မူတည်ပြီးတော့မှအဲ့ဘာကရွှေ့သွားတာဖြစ်တဲ့အတွက်ပြောင်းတာဒါကကျွန်တော်တို့ကလိုက်ရွှေ့ကြမလို့ရေပူတဲ့အပေါ်မှာမူတည်ပြီးတော့ဒါကပြောင်းတာဒါကကျွန်တော်တို့မြင်တာကဒီနှစ်ခုတည်းပဲမြင်တာကျွန်တော်တို့မြင်တာဘာလဲဆိုတော့ဒီ signal နဲ့ဒီအနှုတ်ပဲကျွန်တော်တို့ကမြင်တာမြင်တဲ့အခါကျတော့ ECD စင်စာလို့ခေါ်တဲ့ engine engine coolant TEMP တက်မယ်ရေးလိုက်မယ်နော် engine coolant temperature sensor ကျွန်တော်တို့မြင်တာကဒါပဲမြင်တာနောက်ထပ်ကျွန်တော်တို့မမြင်ရတာကဘာရှိလဲဆိုတော့ကကျွန်တော်ဒီနေရာကနေပြီးတော့မှကွန်ပျူတာပေါက်ထဲမှာ resistor တစ်လုံးကိုထိုင်ထားသေးတယ်ဒီမှာ resistor ကဒီမှာဖိုက်ဖို့ပေးထားတယ်ဆိုတော့ခုနဟာနဲ့တူလားမတူလားကျွန်တော်ဒါကိုဆွဲဆက်လိုက်မယ်ဒီမှာခုပေးတဲ့ဖိုက်ဖို့ပဲအခုပေးတဲ့ဒီဖိုက်ဖို့ပဲဒီဖိုက်ဖို့ကနေဒီကိုလာတဲ့နေရာမှာဒီမှာ resistor တစ်လုံးရှိတယ် resistor တစ်လုံးရှိတယ်ဒီဟာကိုလောလောဆယ်ခဏမေ့ထားလိုက်မယ် signal ဆိုတာကိုကျွန်တော်တို့ကဂျားထဲမှာဒီနေရာလေးကိုကျွန်တော်မှတ်ထားလိုက်မေ့ထားလိုက်မယ်ဒီနေရာလေးကနေဒီမှာဒါအခုဒီဆွဲတဲ့နေရာလေးအောက်ကနေပြီးတော့ဒီမှာ resistor တစ်လုံးထပ်တကန်ဒီမှာအနှုတ်ဒီနေရာကနေကျွန်တော်တို့ကယူတာပဲလေအတူတူပဲလေဒါပေမဲ့ကျွန်တော်တို့မမြင်ရတာက ECU လို့ခေါ်တဲ့ကွန်ပျူတာထဲမှာဓာကြီးကိုပြုတ်ထားတာဖြစ်တယ်ကျွန်တော်တို့နှစ်ပင်နဲ့ဖြစ်တယ်နှစ်ပင်နဲ့ဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ဓာကြီးကိုအပေါင်းပင်လို့ထင်တာဓာကြီးကိုအနှုတ်ပင်လို့ထင်တာတကယ်တော့ဒါဒီအပေါင်းမဟုတ်ဘူးကျွန်တော်တို့ signal ဖြစ်တယ်အဲ့ဒီကြောင့်ဒီကဥပမာတခုဒီမှာကကျွန်တော်တို့ 10K ရှိတယ်ဒီမှာကဆိုပါစို့ 1K ရှိတယ်တွက်ကြည့်လိုက် 10K ကိုတီး 10K နဲ့ 1K နဲ့နှစ်ခုကိုပေါင်းလို့ရတဲ့တန်ဖိုးနဲ့ဒီ 10K ကိုလှမ်းပြီးတော့စားလို့ရတဲ့တန်ဖိုးနဲ့ဒီကပေးတဲ့ power supply ဖြစ်တဲ့5 volt နဲ့မြှောက်ကြည့်လိုက်အဲ့မှာဒီကထွက်လာတဲ့ဘိုးပမာဏရလာအဲ့လိုမဟုတ်ဘူးဒီမှာကျွန်တော်တို့ပူလာပြီပူလာတဲ့အခါကျတော့ NTC လို့ခေါ်တဲ့ negative temperature coefficient ဖြစ်တဲ့အတွက်ပူရင်သူ့ရဲ့ခုခံမှုတန်ဖိုးကကျသွားမှာစောစောက 10K ရှိတဲ့ဟာနဲ့ပေါ့ကျွန်တော်တို့ကဘယ်လောက်ထိကျပါလဲဥပမာပြ7 volt ကိုကျ7K ကိုကျသွားတယ် 7K ကိုကျသွားရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ 7K လို့ခေါ်တဲ့9000ကိုတီးပြီးလို့ရှိရင် 7K ရဲ့ 1K ရဲ့နှစ်ခုဖြစ်တဲ့8000နဲ့ကျွန်တော်တို့ကစားရလာတဲ့တန်ဖိုးကိုဒီ5 volt နဲ့ဒီ5 volt နဲ့ကျွန်တော်တို့ကလှမ်းပြီးတော့မြှောက်လိုက်ဒါဆိုလို့ရှိရင်ဒီကထွက်လာတဲ့ signal ဖို့ရလာအဲ့ကြတော့ဒီမှာပူတဲ့ပမာဏပေါ်မူတည်ပြီးတော့ဒီရဲ့ခုခံမှုတန်ဖိုးကပြောင်းသွားမယ်ဒီခုခံမှုတန်ဖိုးနည်းသွားလေလေဒီကနေပြန်ထွက်တဲ့ဘိုးကလည်းနည်းသွားမှာပဲခုခံမှုတန်ဖိုးကဒီမှာကများလာလေလေဒီကနေပြန်ထွက်တဲ့ဘိုးကလည်းများမှာပဲဆိုတော့ဒီကနေပြန်ထွက်တဲ့ဘိုးနည်းချင်းများချင်းဆိုပါတော့1 volt လား2 volt လား3 volt လားဆိုတာကိုကျွန်တော်တို့ကအပေါ်ကကြည့်ရလားအောက်ကကြည့်ရလားပေါ့ဒါလေးကိုပြောကြမယ်ဆိုလို့ရှိရင်ဒါကအခုညီကိုတို့ပြောတယ်ဒီနေရာပြန်ထွက်တဲ့ဘိုးပေါ့အတူတူပဲလေဒါနဲ့အတူတူပဲလေသူ့ဘာသူဓာကြီးကိုကျွန်တော်စောစောပြောတယ်ကွေးကွေးကြီးလှုပ်လိုက်မယ်ဗျာဥပမာဒီမှာresistor ပဲဒီမှာတကြိုးထုတ်မယ်ဒီမှာတကြိုးဒီကနေကျွန်တော်တို့က signal ဒီကနေဒီနန်းရောက်နေရင် signal တစ်မျိုးဒီနန်းရောက်နေ signal တစ်မျိုးဒီနန်းရောက်နေ signal တစ်မျိုးဒီမှာရောက်နေ signal တစ်မျိုးကြိုက်တယ်လို့ထားလေခင်ဗျအခိုးကြီးမလို့၄တောက်ကြီးထားရင်ထားဗျာဒီမှာ resistor ထားခြင်းလို့ထားဒီရောက်ရင်တစ်မျိုးဒီရောက်ရင်တစ်မျိုးဒီရောက်တစ်မျိုးဒီရောက်တစ်မျိုးဒီရောက်တစ်မျိုးသူ့ဘာသူဘဲပုံစံဒီပုံစံထားလဲကျွန်တော်တိုင်းလို့မရဘူးလားတွက်လို့မရဘူးလားဒီ formula စောစောကကျွန်တော်ညီကိုတို့ရေးပြတဲ့ formula ကိုကျွန်တော်တွက်လို့ရတယ်အဲ့လိုပဲ၄တောက်ထားတယ်တွက်လို့ရအဝိုင်းထားလိုက်ရတယ်ဒီမဲ့ e ပုံစံကြီးအင်္ဂလိပ်အခါ e ပုံစံကြီးထားတယ်တွက်လို့ရတယ်ဒီပုံစံဘာကြီးမှမသိဘူးဘာပုံစံမှန်းကိုမသိတဲ့ဟာများကျွန်တော်တွက်လို့ရတာပဲလေဆိုတော့ဒီဟာကိုသိရင်ကျွန်တော်တို့အများကြီးတွက်လို့ရတာဖြစ်တော့လေကျွန်းနှစ်ပင်စင်တာတွေလည်းတွက်လို့ရတယ်ဒီ temperature sensor လို့ပြောလိုက်တာနဲ့ဒီပိုင်းနဲ့ကျွန်တော် Honda တွေလိုမျိုး temperature sensor နှလုံးပါတာလဲသူရေတိုင်ကြီးမှာပဲထားတာဟတ်မှာပဲထားတာနောက်ဆုံးမကျင်တဲ့တော့ဘိန်းမှာပဲထားတာဗျာ temperature sensor ဖြစ်ရင်အခုနောက်ပိုင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ nozzle တွေမှာ temperature sensor တွေပါလာတယ် fuel temperature sensor တွေတက်လာတယ်ခု ball blow မှာကျွန်တော်ညီကိုတို့ပြောတဲ့ ball blow မှာဆိုလို့ရှိရင် temperature sensor ပါလာတယ်ဒါပဲလေဒီပုံစံပဲသူ့ဘယ်နေရာမှာထားတာ auto wine ထဲမှာထားလို့ auto wine temperature sensor လဲဒါပဲတာဘိုမှာထားလို့မို့ဟိုဟာပြောလို့ဝင်လာတဲ့ exhaust ပမာဏအပူသလားအေးသလားကိုတိုင်းတဲ့စင်ဆာတွေဆိုတာလေဒါပဲဒီပုံစံမျိုးဒီ formula တွေအကုန်တွက်လို့ရတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်ညီကိုတို့လည်းနားလည်သွားမယ်လို့ထင်ပါတယ်နော်
ကျွန်တော်ဒါလေးကိုလောလောဆယ်တော့ပြန်နှွှေးမပြီးတော့ဘူးညီကိုတို့လည်းသဘောပေါက်သွားမယ်ထင်တယ်ပေါ့နော်ဆိုတော့ဒီ formula လေးကိုကျွန်တော်အသေးကင်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်အနှစ်ချုပ်ကိုကျွန်တော်တို့ပြန်ပြောပါမယ်အနှစ်ချုပ်ကိုပြန်ပြောမယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောဖို့ရည်ရွယ်ထားတာကကျွန်တော်တို့ EGR ရဲ့ bypass ဘာနဲ့သူ့ရဲ့ cam နေအကြောင်းကိုပြောဖို့ရည်ရွယ်ထားတာဆိုတော့ဒီမှာကအရန်ရှည်သွားမှဖြစ်လို့လောလောဆယ်တော့ကျွန်တော်မပြောတော့ဘူးအဲ့ဒါကိုကျွန်တော်EGR cooler နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာပြောလိုက်တော့မယ်ပေါ့နော်ဒါဆိုရင်တော့ပို့ပြီးတော့ညီကိုတို့အတွက်လည်းပြည့်စုံသွားမယ်ထင်တယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ပေးတာဒီအဓိကအပြင် EGR solenoid တိုက် EGR ဘာရဲ့အကြောင်းပဲဖြစ်တယ် solenoid တိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ coil ပဲဖြစ်မယ် coil ဖြစ်တဲ့အတွက်အပေါင်းတစ်ဖက်အနှုတ်တစ်ဖက်လာမယ်ဒီဟာကပေးတဲ့ပမာဏပေးတဲ့ power supply ပေါ်မူတည်ပြီးတော့မှဒီ EGR ဘာကတွန်းချင်းဆွဲချင်းဆိုတာဖြစ်မယ်ဒီမှာကျတော့သုံးတာဒီတွန်းတာကိုသုံးတာဖြစ်တဲ့အတွက်တကယ်လို့ EGR ဘာကအောက်ကိုဖွင့်လာပြီဆိုလို့ရှိရင်ဖွင့်လာတဲ့ပမာဏကိုကျွန်တော်တို့ကဒီနေရာလေးကနေပြီးတော့မှလှမ်းယူမယ်ပေါ့နော်လှမ်းယူမယ်တော့ဒီမှာကျွန်တော်တို့က resistor ကိုထားလိုက်မယ်ဒီ resistor ဆိုတာကလည်းပဲအခုပြောသလိုမျိုးဒီနေရာကနေတိုင်းမယ်ဆိုလို့ရှိရင်ဒီမှာ R1 ဖြစ်မယ်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်ဒီအပေါ်ကအများကြီးဒီ R1 ဖြစ်မယ်ဒီပုံစံမျိုးနဲ့ပဲဒီမှာကျွန်တော်တို့5ဖို့ရှိမယ်ဒီမှာနှုတ်ဖို့ရှိမယ်ဒီနေရာဒီပြန်ထွက်လာတဲ့ signal ဖို့ဖြစ်မယ်ဖြစ်တဲ့အတွက်ဒီမှာဒီ pin number 1 2 3 4 5ဆိုတဲ့ပြီးတော့ကျိုး၅ပင်ရှိလာမယ်ဒီဘားရဲ့နေမြင့်တက်ကြပုံမူတည်ပြီးတော့ဒီဘားနဲ့တွယ်နေတဲ့ဒီမြားကဒီ resistor နေရာကိုလိုက်ပြီးတော့တိုင်းနေမယ်တိုင်းနေတဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်ကအခုပြောတဲ့ပြန်ထွက်လာတဲ့ဘိုးရိပမာဏဒီ R2 လို့ခေါ်တဲ့ဒီနေရာကို R2 ရဲ့ပုံမှာမူတည်ပြီးတော့ဒီမှာပေးတဲ့ power supply ပေါ်မူတည်ပြီးတော့တန်ဖိုးဒီပြောင်းသွားမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ညီကိုတို့ကျွန်တော်ပြခဲ့တာဒီကြည့်လိုက် pin number 1ဒီအပေါင်းလည်းဖြစ်ခြင်းဖြစ်မယ်ဒီအနှုတ်လည်းဖြစ်ခြင်းဖြစ်မယ် signal လည်းဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်စင်စာရဲ့အပေါင်းလည်းဖြစ်ခြင်းဖြစ်မယ်စင်စာရဲ့အနှုတ်လည်းဖြစ်ခြင်းဖြစ်မယ်သူ့ဘာသာသူထားခြင်းတို့ထားတဲ့တို့ထားကျွန်တော်တို့အနေနဲ့ဒီသဘောတရားကိုနားလည်တယ်တို့ရှင်တိုင်းတာလို့ရပြီဆိုတဲ့အကြောင်းလေးကိုပြောပြတာပါဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာတို့ရှင် stepper motor EGR အကြောင်းကိုကျွန်တော်တို့ပြောကြမယ်ပေါ့မနော်ဒါနဲ့စကားဆက်ပြီးပြောမယ်ဆိုလို့ရှိရင်အကယ်၍ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးအားမပေးရသေးဘူးဆိုလို့ရင် subscribe လုပ်ခဲ့ဖို့ကိုလည်းညီကိုတို့ကိုကျွန်တော်အားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်ရဲ့ Facebook page ကျွန်တော်ညီကိုတို့ကိုအခုပြထားတဲ့ဟာလေးပေါ့နော်ဒီ Facebook page ကိုလည်းပဲအကယ်၍ like and follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းပဲ like and follow လုပ်ပြီးတော့အားပေးခဲ့ကြဖို့လည်းကျွန်တော်တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်